ငါရဲ့ကဘာဦးဆက်လိုက်မလေးဇက်လိုက်မင်းသမီးကိုကဘာအချမ်းသာဆုံးဖြစ်အောင်လုပ်ပေးခဲ့ပြီးနောက်ကုမ္ပဏီရှယ်ယာအားလုံးကိုသူမခလိုအီဝီလီယံစီလွှဲပေးခဲ့တယ်သူမဘယ်တော့မှငတ်မွတ်ဆင်းရဲတဲ့ဘဝကိုပြန်မရောက်ပါစေနဲ့လို့ပဲဆူတောင်းရင်ဒီကဘာကနေအေးအေးဆေးဆေးထွက်ခွာဖို့ပြင်ဆင်ခဲ့တာပေါ့ဒါပေမဲ့ငွေလိုချင်ဆုံးဖြစ်နေရမယ်သူမကပြက်ပြက်တသားညှင်းပယ်ခဲ့တယ်သူမကငါနဲ့ကလေးတယောက်ယူပြီးတာမန်ဘဝမှာပဲဖြတ်တန်းကျင်နေတဲ့ငါလည်းပြုံးပြီးသဘောတူလိုက်တယ်ဒါပေမဲ့အဲ့ဒီညမှာပဲငါကိုငါတေဆုံးသွားတဲ့အောင်ဟန်ဆောင်ပြီးထွက်ခွာခဲ့လိုက်တဲ့အသက်ငယ်ငယ်နဲ့ရုတ်တရက်တေဆုံးသွားခဲ့ရတဲ့သူမရဲ့ဦးဆုံးအချစ်ဦးဖြစ်နေပေါ့6နှစ်ကြာမှာတော့စနစ် system ကငါစီကိုပြတလဲဆက်သွယ်လာခဲ့တယ် Ancient House မူလ mission ရဲ့ပန်းတိုင်း target ကခမားရဲ့သမီးလေးကိုလာကြည့်မလားလို့မေးခိုင်းလိုက်တယ်သမီးလေးကအခုတင်ခွဲစိတ်ခန်းနဲ့ဝင်သွားပြီငါကတော့အေးအေးဆေးဆေးပဲပြန်ဖြေလိုက်တယ်ငါဒီကဘာကနေထွက်သွားတာ6နှစ်ပဲရှိသေးတယ်ခလိုအီကတခြားလူနဲ့ကလေးရနေပြီပေါ့စနစ်ကပြရခတ်ပြီးပြန်ရှင်းပြတယ်ခမားတေချင်အောင်ဆောင်ပြီးထွက်သွားတဲ့ညမှာခလိုအီတယောက်စိတ်ဓာတ်စီသူညတနာခံစားခဲ့ရတယ်ကဘာကြီးရဲ့တည်ငြိမ်မှုကိုထိမ့်သိမ်းဖို့အတွက်ကျွန်တော်တို့မှာရွေးချယ်စရာမရှိပဲခမားတို့နှစ်ယောက်ရဲ့မျိုးရိုးဗီဇညာကိုပေါင်းဆက်ပြီးကလေးတယောက်ဖန်တီးပေးခဲ့ရတယ်အခုတော့သူမစိတ်လုံးဝလွတ်သွားပြီးခမားနဲ့ဒီနေ့မတွေ့ရရင်သမီးလေးရဲ့အသက်ရှူဆက်ကိုဖြုတ်ပစ်မယ်လို့ပြောနေတယ်ဒါကိုကြားရခြင်းပဲငါမူလကဘာကိုချက်ချင်းပြန်လာခဲ့တဲ့စနစ်ကငါကိုစေးရုံခန်းတစ်ခုတည်းတွန်းပို့လိုက်တဲ့အခါခွတင်ပေါ်မှာအသက်9နှစ်အရွယ်မိန်းကလေးငယ်လေးတစ်ယောက်ထိုင်နေတာကိုမြင်လိုက်ရတယ်လေထဲကနေရုတ်တရက်ပေါ်လာတဲ့ငါကိုမြင်တော့သူမရဲ့ဖြော်ပြီးချစ်စရာကောင်းတဲ့မျက်နှာလေးမှာအန်အော်ရဲ့အနှင်းငယ်ပဲဖြစ်ပြေးသွားတယ်ပြီးတော့လက်တစ်ဖက်ကိုအိတ်ကက်ထဲထည့်ပြီးငါစီကိုဘန်ကက်တစ်ခုရဲရဲဝံ့ဝံ့ကမ်းပေးလာတယ်ဒီမှာတန်းတစ်ဆက်ဒီမှာပဲနေပြီးသမီးရဲ့ဖေလှုပ်ပြီးထောင်မောင်းနဲ့မာနာကြီးပုံစံလေးကခလိုအီနဲ့တပုံစံနဲ့ပဲစနစ်ကချက်ချင်းဘေးကနေရှင်းပြတယ်အိမ်ရှင်ဒါကခမားနဲ့မစ်ရှင်မန်းတိုင်ရဲ့မျိုးရိုးဗီဇနဲ့ဖန်တီးထားတဲ့ကလေးပဲသူကအသက်6နှစ်ရှိပြီဖြစ်ပြီးနာမည်ကဟေလီဟော်ရီတဲ့ဟေလီကမ်းပေးတဲ့ကတ်ကိုကြည့်ပြီးငါအံ့ဩသွားတယ်သမီးကငါ့ကိုတိလို့လားဟေလီကငါ့ကိုစိုက်ကြည့်နေတယ်သူမမျက်ဝန်းတွေထဲမှာအသက်ရွယ်နဲ့မလိုက်အောင်ရင့်ကျက်မှုတွေရှိနေတယ်သမီးတိတာပေါ့ဦးကသမီးရဲ့ဖေပဲမလားဟိုလူရဲ့လုံခြုံရေးတစ်တာတဲကတပ်ပုံအေဗန်ထဲမှာဦးရဲ့ပုံကိုသမီးတွေ့ဘူးတယ်ဒါကိုကြားတော့ငါရင်ထဲနင်းကနေဖြစ်သွားတယ်ခလေးကခလိုအီကိုမေမေလို့တော့မခေါ်ဘူးပဲသူတို့သားအမိဆက်ဆံရေးကအဲ့ဒီလောက်တောင်ဆိုးရွားနေတာလားစနစ်ကထပ်ပြောတယ်မစ်ရှင်မန်းနိုင်တဲ့ကလေးကအရန်ကိုအေးဆက်ဆက်နိုင်ကြတယ်ကလေးစေးုံတက်နေတာတပတ်ရှိပြီးသူမတစ်ခေါက်မှလာမကြည့်ဘူးငါမျက်မှောင်တွေအလိုအလျောက်တွန့်သွားမိတယ်ခလိုအီဟာအမေတယောက်အနေနဲ့အရန်တာဝန်မဲ့လွန်းတယ်လို့စိတ်ထဲကတွေးလိုက်မိတယ်ဟေလီကသူမရဲ့မွေးရင်းခောက်ကလေးပဲဟာကိုဟေလီကငါ့ကိုမျောလင်းချက်အပြည့်နဲ့ကြည်လာတယ်ဒါဆိုဦးသမီးရဲ့ဖေဖြစ်နေပေးမှာလားငါဘာပြန်ပြောရမှန်းမသိပဲလေချောင်းနဲ့တဆူသွားတယ်ခလိုကြီးရဲ့စရိုက်ကိုငါအတိဆုံးပဲတစ်ခါကငါပြန်ပေးဆွဲခံရလို့2 နာရီခွဲလောက်ပျောက်သွားတော့ငါတင်သူမတစ်မျိုးလုံးကိုစောက်ထိုးမှုမျိုးဖြစ်အောင်ရှာခဲ့တာငါကိုဖမ်းသွားတဲ့ပြန်ပေးသမားတွေအားလုံးတေးသူတေမတေးသူလဲဒုက္ခိတဖြစ်ကုန်ကြတယ်သူမရဲ့အချစ်ကကြမ်းတမ်းပြီးဆွဲလန်းလုံးနဲ့စနစ်ကိုချင်းချောက်ပြီးကလေးတောင်းတဲ့အထိယူတုခဲ့တာဒါပေမဲ့အခုငါတေးချင်းအောင်ဆောင်ပြီးထွက်သွားတာ6နှစ်တောင်ရှိပြီးငါဒီမှာနေဖို့သဘောတူလိုက်ရင်ခလိုကြီးနဲ့ပြအန်တွေ့မှာတေးချတယ်အဲ့ဒီစိတ်မမှန်တော့တဲ့မိမဘာတွေလုံအောင်မလဲဆိုတာငါမတွေးရဘူးငါရဲ့တိတ်ဆိတ်မှုကိုမြင်တော့ဟေလီရဲ့မျက်ဝန်းမှာထိတ်လန့်ရိပ်တွေဖြစ်ပြေးသွားတယ်ပတ်စံကနဲနေလို့လားတန်30နဲ့မလောက်ရင်တန်100ဆိုရင်ကောသမီးအကျွေးစာချုပ်ရေးပေးမယ်သမီးကြီးလာရင်ဦးကိုတပြားမကြံပြန်ဆက်ပါမယ်ပြောဆူနဲ့ဟေလီကစာရွက်တရွက်ထုတ်ပြီးသူ့ညတွေအများကြီးကိုအကြီးကြီးရေးချလိုက်တယ်ငါကိုလက်မှတ်ထိုးခိုင်းဖို့ကမ်းပေးခံနေမှာပဲအိမ်ပေါ်တယောက်အခန်းထဲဂျုံကနေဝင်လာပြီးဆေးခွက်ကိုချအကျွေးစာချုပ်ကိုလူယူပြီးစုပ်ဖြဲပစ်လိုက်တယ်ပြီးတော့အမိုက်ပုံးထဲလွှင့်ပစ်လိုက်တယ်သမီးလေးသမီးအယူလောက်ခံနေရပြီးဒါကသမီးကိုလိန်ဖို့မစ္စတာမီလာနဲ့တူအောင်ပလတ်စတစ်ဆာဂျရီလုပ်ထားတဲ့919ယောက်မြောက်အတူအယောင်ပဲကြည့်နေသူ့မျက်နှာဖုံးကိုသမီးခွာချပြမယ်ပြောပြီးတာနဲ့အိမ်ဖုံမကငါဆန်ပင်ကိုဆွဲဖို့ငါစီပြေးဝင်လာတယ်ဟေလီကတော့သူမရဲ့နာကျင်မှုတွေကိုဂယုမဆိုင်ပဲခရင်ဘော်ကနေဆင်းပြီးငါရှိမှကာကွယ်ပေးဖို့ရက်လိုက်လေတော့တယ်သူ့ကိုထိဖို့ဘသူကခွင့်ပြုလို့လဲငါအဖေကိုငါမမှတ်မိပဲနေမလားအိမ်အကူမိန်းကလေးဤနှက်ခမ်းများတုံရင်နေခဲ့သည်ဒါပေမဲ့တခင်မလေးမစ္စတာမီလာဆုံးပါသွားတာ6နှစ်တောင်ရှိပြီလေဘလို့လို့သူဖြစ်နိုင်မှာလဲ
ဟေလီကဟိန်းဟောက်လိုက်သည်ပါဇက်ပိတ်ထားဆန်းငါအဖေမတည်သေးဘူးအဲ့ဒီလူကိုယ်တိုင်ပြောခဲ့တာအဖေကမစ်ရှင်လှုပ်ဆောင်သူလဲသူကသူမရဲ့ကာလရှည်ကွဲကွာနေတဲ့ဦးဆုံးအချစ်ဦးဖြစ်နေရမယ်တဲ့ဒါကြောင့်ငါတို့ကိုလှည့်စားဖို့အတွက်သူကတေးချင်အောင်ဆောင်ခဲ့တာကျွန်တော်စွန့်သွားရသည်ကလိုဝီကကျွန်တော်သည်မစ်ရှင်လှုပ်ဆောင်သူတဦးဖြစ်ကြောင်းသိနေခဲ့သည်သူမကတိတ်ကိုထက်မြက်လွန်းသည်သူမထံကျွန်တော်ပထမဆုံးစတင်ချင်းကပ်စဉ်ကလေးကဖုံးကွယ်ထား၍မရသဖြင့်ဝန်ခံခဲ့ရတော့လဲစကွက်အသေးစိတ်ကိုမူမြည်သည့်အခါမျှဖွင့်မပြောခဲ့ပေကျွန်တော်သည်ငငယ်ရွယ်ရွယ်နှင့်တေးဆုံးသွားခဲ့သောသူမ၏အချစ်ဦးဖြစ်ရမည်ဟုသောအချက်ကိုသူမမြည်သို့သိရှိသွားသည်ကျွန်တော်တေးချင်းအောင်ဆောင်မည့်အစီအစဉ်မတိုင်မီကလေးကသိနေခဲ့ခြင်းလားသို့မဟုတ်တေးချင်းအောင်ဆောင်ပြီးနောက်မှရိပ်မိသွားခြင်းလားဟေလီကအေအကူမင်းကလေးကိုတားရဲတကောင်ကလင်းရင်သွေးကိုကာကွယ်တဲ့ကဲ့သို့ကျွန်တော်ကိုရှေ့ကနေကာကွယ်ရင်းဒေါသတကြီးစိုက်ကြည့်နေသည်သူကငါအဖေပဲငါအဖေကိုအခုမှပြန်တွေ့ရတာဒါကြောင့်အပြင်ထွက်သွားသူကိုထိဖို့လုံးဝမကြိုးစားနဲ့အေအကူမင်းကလေးသည်ဟေလီ၏မောင်းထုတ်မှုကြောင့်အခန်းထဲမှထွက်သွားရတော့သည်သူမထွက်သွားစဉ်ဖုန်းခေါ်ဆိုနေသည်ကိုကျွန်တော်မြင်လိုက်ရ၏ဟေလီသည်နှကန်းကိုတင်းတင်းစိတ်ထားပြီးမျက်ရည်များကိုတိတ်တဆိတ်တုပ်နေတော့လဲသူမ၏မျက်ဝန်းများမှာနီရဲကဖောင်းအိတ်နေစေဖြစ်ရာကျွန်တော်၏နှလုံးသားကိုနာကျင်စေပါသည်ခွဲစိတ်တန်ရာကိုဆွဲမိသွားတာလားနာနေလားဟေလီကနှာမှုတ်လိုက်ရင်အသက်စိမ့်ဖြတ်တာရိုးရိုးလေးပါပဲဟုဆိုသည်ကျွန်တော်ကြောင်သွားရသည်အသက်စိမ့်ဖြတ်တာဟုတ်လားဒါဆိုကလိုဝီကဘာဖြစ်လို့ဒီလောက်အခြေအနေဆိုးတရားပြောခဲ့ရတာလဲအသက်ရှူစပလက်ကိုဆွဲပြုတ်ပြစ်မယ်လို့အထိချင်းချောက်ခဲ့သေးသည်ကလေးကတေလူမျိုးပါဖြစ်နေပြီဟုကျွန်တော်ထင်မှတ်ခဲ့တာစနစ် system ကတုံတုံရင်ရင်ဖြစ်ဝင်ပြောလာသည့်အင်ရှင်မင်းကိုပြန်လာအောင်လှည့်စားဖို့အတွက်သူမကအဲ့ဒီလိုချင်းချောက်ခဲ့တာနေမှာပေါ့ကျွန်တော်ခေါင်းငိမ့်မိသည်အမှန်ပင်ပြင်းမှာကလိုဝီလှုပ်လေးလှုပ်ထားရှိမိအပြုတ်မှုမျိုးဖြစ်သည်ရုတ်တရက်စပွဲပေါ်ရှိဆေးရည်ပကံလုံးကိုကျွန်တော်သတိပြုမိသွားသည်ထိုအရာစီတို့ခြေလန်းနှဲငယ်များလှမ်းလိုက်ရုံရှိသေးဟေလီကကျွန်တော်၏အင်ဂျီစွန်းကိုတင်းကျပ်စွာလှမ်းဆွဲလိုက်သည်အဖေသမီးအကျွေးမဆုလေနောက်တစ်ခုထပ်ရေးပေးမယ်အဖေကြိုက်တလောက်ငွေပမာဏတောင်းလို့ရတယ်သမီးတေချာပေါက်ရှာပေးမယ်အဖေကိုတောင်းပန်ပါတယ်သမီးကိုထားမသွားပါနဲ့နော်သူမ၏တနာစရာကောင်းသောအမူအရာနှင့်ကျွန်တော်ကစွန့်ပစ်သွားမည်ကိုအလွန်အမင်းကြောက်ရွံ့နေမှုကိုမြင်ရသောအခါကျွန်တော်၏နှလုံးသားမှာလုံးဝပင်အည်ပျော်သွားရသည်ကျွန်တော်ကဟေလီကိုပွေ့ချီကကတင်ပေါ်တွင်တင်ပေးလိုက်သည်အဖေထားမသွားပါဘူးပြီးတော့အကျွေးမဆုလည်းမလိုချင်ဘူးသမီးအတွက်ဆေးသွားယူမလို့ပါဆေးတောက်လိုက်ရင်ဒဏ်ရာကမနာတော့ဘူးဟေလီကခေါင်းကိုအသေးတန်ခါရမ်းသည်သမီးမနာတော့ဘူးပြီးတော့သမီးကတိတ်လိမ့်မာတာကျွန်တော်ခတ်တိုးတိုးရေမော်လိုက်မိသည်သမီးဆေးတောက်ရင်အဖေထားမသွားဘူးဟေလီ၏နက်မောင်သောမျက်ဝန်းများမှာချက်ချင်းပင်တောက်ပလာသည်သူမသည်ကျွန်တော်ထံမှဆေးရည်ပကံကိုလှမ်းယူကာနှာခေါင်းကိုပိတ်၍ခါတိလာသောဆေးရည်များကိုတငုံလေးဖြင့်ကိုအောင်တောက်ချလိုက်သည်ထို့နောက်ကျွန်တော်၏အင်ဂျီကိုတင်းကျပ်စွာပြန်ဆွဲထားပြန်သည်သမီးတောက်ပြီးအခုအဖေထားသွားလို့မရတော့ဘူးသမီးနဲ့အတူရှိနေပေးရမယ်သူမ၏ခေါင်းကိုပုတ်ပေးရင်ကောင်းပါပြီအဖေသမီးနားမှာနေပေးမယ်ဟုပြောလိုက်သည်ဟေလီကမူယခုတိုင်မယုံကြည်နိုင်သေးပဲဒါဆိုအဖေဂတိတစ္ဆာပြုရမယ်ဟုဆိုသည်ကျွန်တော်တပြင်းချမိတော့သည်အမေနှင့်သမီးအစ်စ်မှန်များပြီးနှစ်ယောက်စလုံးကဤပုံစံအတိုင်းလုပ်ရသည်ကိုသဘောကျကြသည်ဂတိပေးပါတယ်ကျွန်တော်ကဟေလီကြောပြင်ကိုညင်သာစွာပုတ်ပေးလိုက်သည်သမီးနားမှာနေပေးမယ်လို့ဂတိပေးတယ်သမီးရဲ့ဒဏ်ရာကမကျက်သေးဘူးဒါကြောင့်အနားယူဖို့လိုတယ်အိပ်ပျော်အောင်အိပ်တော့ဟေလီသည်ကျွန်တော်၏မျက်နှာကိုမှတ်မိနေစေရန်မျက်လုံးများကိုအတင်းအဓမ္မဖွင့်ထားရန်ကြိုးစားနေသဖြင့်သူမ၏နာရွက်ဖျားလေးများမြည်ရဲနေခဲ့တော်လဲနောက်ဆုံးတွင်မူအိတ်ငိုက်ခြင်းဝေဒနာကိုမအောက်နိုင်ပဲအိပ်ပျော်သွားခဲ့သည်သူမကိုကြည့်ရင်ကျွန်တော်၏နှလုံးသားမှာပို၍နူးညံ့လာရသည်ကွက်တီပင်ရခင်ကတိတ်ဆိတ်နေခဲ့သောစနစ် system ထံမှရုတ်တရက်အရေးပေါ်တတိပေးချက်တစ်ခုထွက်ပေါ်လာသည့်အိမ်ရှင်မူလမစ်ရှင်ရဲ့ပြစ်မှတ်အခက်ခဲနဲ့ရင်ဆိုင်နေရပြီကျွန်တော်ဤနှလုံးခုန်တန်တုန်ခါသွားပြီးဘာဖြစ်လို့လဲဟုအလင်းအမြန်မေးမြန်းလိုက်သည်နောက်တစ်စက္ကန့်တွင်ကျွန်တော်ဤရှေ့မောင်း၌ကြီးမားသောမျက်နှာပြင်တစ်ခုပေါ်လာသည်မြင်းပေါ်တွင်ကလိုဝီနှင့်ကျွန်တော်အတူတူနေထိုင်ခဲ့ဘူးသောဗီလာအင်ကြီးရှိနေသည်ဧကန်တစ်ခုလုံးတွင်တစ်သားအယုံများပြည့်နှက်နေ၏ကလိုဝီသည်အခန်း၏အလယ်တွင်ထိုင်နေပြီးသူမ၏ထင်ရှားပြတ်သားသောမျက်နှာကြမှာလွန်ခဲ့သော6နှစ်ကကဲ့သို့ပင်လှပနေစေဖြစ်သည်သူမ၏တွေ့လျပိန်ပါသောလက်ချောင်းများကထုစစ်သားတစ်ချောင်းကိုကင်ဆောင်ထားပြီးတစ်သားအယုတ်လေး၏နာရွက်ပုံစံကိုတိတိကျကျပြင်ဆင်ထုစစ်နေသည်နောက်ဆုံးတစ်သားစလေးကျမ်းပြင်ပေါ်သို့ကျသွားသည်နှင့်သူမကတိုးတိုးလေးရေရွတ်လိုက်သည်ဤတန်
ဒါက2019ခုမြောက်မင်းရဲ့ပုံတူပဲ6နှစ်တိုင်တိုင်နေတိုင်းမင်းကိုငါစောင့်နေခဲ့တာဒါပေမဲ့မင်းဘာလို့ပြန်မလာတာလဲငါကမကောင်းလို့လားဒါကြောင့်မလို့မင်းကငါ့ကိုစွန့်ပစ်ရရတာလားကလိုဝီဤမျက်ဝန်းများမှာစိတ်ဝိညာဉ်မဲ့နေတကယ်တော့ဟာလာဟင်းလင်းဖြစ်နေသည်တစ်ချိန်ကရီမန်းချက်ကြီးမှုများဖြင့်တောက်လောင်ခဲ့သောထိုမျက်ဝန်းများတွင်ယခုအခါစိတ်ပြတ်အားငယ်မှုနှင့်ထုံထိုင်းမှုများသာပြည့်နှက်နေတော့သည်ထိုနှစ်ကသူမကိုပထမဆုံးအကြိမ်မြင်တွေ့ခဲ့ရသည့်အချိန်ကိုမလွဲမသွေပြန်လည်အမှတ်ရမိသဖြင့်ကျွန်တော်၏နှလုံးသားမှာထိတ်ကနေဖြစ်သွားရသည်သူမသည်မိဘအရင်းချများ၏နှင်ထုတ်ခြင်းကိုခံခဲ့ရပြီးခါတိလာသောစောင်းရသည့်ကြီးတွင်လက်တို့အင်ကြီးပါလေးတစ်ထည်သာဝတ်ဆင်ထားကာတကိုယ်လုံးတွင်လည်းဒဏ်ရာဒဏ်ချက်များဖြင့်ပြည့်နှက်နေလျက်ပင်လယ်ပြင်ထဲသို့ခြေပလာဖြင့်ရှောက်လန်းဝင်ရောက်သွားခဲ့စဉ်ကဖြစ်လေသည်အခုလိုမျိုးပဲသူမရဲ့မျက်ဝန်းတွေထဲမှာအလင်းရောင်တစ်ဆက်ကလေးမှရှိမနေခဲ့ဘူးသူမကိုကန်းဆက်စီအသေးအတန်ဆွဲခေါ်လာပြီးပခုံးပေါ်ကိုဂျာကင်အင်ကြီးအတင်းလွှမ်းပေးခဲ့တာကျွန်တော်ပဲဖြစ်တယ်သူမကတန်တရားစိတ်ပြည့်နဲ့ဝေခွဲမရတဲ့မျက်ဝန်းတွေနဲ့ကြည့်ပြီးဘာလို့သူမကိုကယ်ခဲ့တာလဲလို့အကွဲကွဲအတန်နဲ့မေးခဲ့တယ်ကျွန်တော်ကတော့ပေါ့ပေါ့ပပပဲပြန်ဖြေခဲ့တယ်ဘာလို့လဲဆိုတော့ငါကအနာဂတ်ကိုမြင်နိုင်လို့လေမင်းဟာနောက်ဆိုရင်ကဘာကြီးကိုတုံလို့စေမဲ့အထိအံ့ဩဖို့ကောင်းတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်ဆိုတာငါသိတယ်လို့ပေါ့ကျွန်တော်လုံးဝကြီးလိမ့်ညာခဲ့တာတော့မဟုတ်ပါဘူးဘာလို့လဲဆိုတော့ခလိုဤခဝုတ်ကဒီစာအုပ်ထဲကအဓိကဘီလိန်ဇွဲဝင်မင်းသမီးဖြစ်နေလို့ပါပဲသူမတာဒီအဆိုးဝါးဆုံးအချိန်တွေကိုဖျက်ကျော်ပြီးအသက်ရှင်နေတရွေ့ဇက်လိုက်မင်းသမီးထက်တောင်ပိုပြီးအစွမ်းထက်တဲ့အရှိန်ဝါရှိသူတစ်ယောက်ဖြစ်လာဖို့ကံမာပြီးသားပါခလိုဤကတဘာဝအတိုင်းတန်တရားစိတ်များတက်ပေမဲ့ကျွန်တော်ကိုယုံကြည်ဖို့ရွေးချယ်ခဲ့တယ်။အဲ့ဒီနောက်မှာတော့သူမကိုလူတိုင်းကတိုးတိုးတိတ်တိတ်ကြောက်ရွံ့ကြပြီးငွေနဲ့အာဏာအတွက်ဆိုဘာမဆိုလုံးမဲ့ရက်ဆက်တဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကျွန်တော်3နှစ်တိုင်တိုင်ပုံသွင်းပေးခဲ့တဲ့တစ်ချိန်တည်းမှာပဲကဘာကြီးရဲ့အမြင်မှာကျွန်တော်ဟာသူမရဲ့တခုတည်းသောပျော့ကွက်ဖြစ်လာခဲ့တယ်။ကျွန်တော်သတိပြန်ဝင်လာတဲ့အချိန်မှာတော့ခလိုဤကထုစစ်တဲ့ဓာတ်ကိုမြောက်ပြီးတုံဆိုင်မှုမရှိဘဲသူမရဲ့လက်ချောင်းထိပ်ကိုလှီးဖြက်ကရရှိလာတဲ့သွေးဆက်တွေနဲ့အယုတ်ရဲ့နှုတ်ခမ်းပေါ်မှာနောက်ဆုံးချောသက်ဆေးချယ်နေတာကိုမြင်လိုက်ရတဲ့သူမကပြုံးလိုက်ပြီးငါရဲ့အီတန်အက်ဖန်ကတကယ်ကိုချုံမောခံရလို့နဲ့နှိုင်းရှင်စရာမရှိအောင်ဘလောက်ပဲတူနေပါစေသူကိုယ်တိုင်မဟုတ်သေးတာကတော့တကယ်ကိုနှမျောစရာပဲကျွန်တော်တကိုယ်လုံးတုန်တက်သွားပြီးသူမကြည့်နေတဲ့နေရာကိုလိုက်ကြည့်မိတဲ့အခါကျွန်တော်ရဲ့သွေးတွေအားလုံးချက်ချင်းခဲသွားမတက်အေးဆက်သွားရတယ်ဘီလာအင်ကြီးတစ်ခုလုံးမှာကျွန်တော်နဲ့တပုံစံတဲတူတဲ့တစ်သားရုပ်တွေနဲ့ပြည့်နေနေတာပဲတကယ်လူအစ်စ်တိုင်းတက်ရှိထင်ရှားရှိနေတယ်လို့မျိုးထူးစစ်ထားတာမို့လို့ဒီခေါ်ရရုပ်တူတူစစ်သူကအယုတ်တွေအပေါ်မှာဘလောက်တောင်ဂယုဆိုင်မှုနဲ့ဆွဲလန်းမှုတွေတွန်းလောင်းထားလဲဆိုတာထင်ရှားနေပါတယ်6နှစ်ကြာပြီးတဲ့နောက်မှာတော့ခလိုအီဟာအရင်ကထက်တောင်ပိုပြီးစိတ်မမှန်တယ်လို့ဖြစ်နေခဲ့ပြီးအဲ့ဒီအချိန်မှာပဲစနစ် system ကကျွန်တော်ကိုတတိပေးလာတယ် hostတင်ထွက်သွားကြတဲ့က target ဖြစ်တဲ့သူဟာတင်ရဲ့အယုတ်တွေနဲ့အတူတနေ့ကုန်အခန်းပြင်မထွက်ပဲအချိန်ကုန်ဆုံးနေခဲ့တာသူတို့နဲ့ခဏလေးတောင်မခွဲနိုင်ဘူးသူမအပြင်းထန်ဖျားလာပြီးသွေးတွေအန်နေရတဲ့အချိန်မှာတော့ဒီနေရာကိုညာတွင်ချင်းအပြေးလွှားပြန်လာခဲ့တာကျွန်တော်နှကန်းကိုတင်းတင်းစိတ်ထားမိရင်နောင်တနဲ့အပြစ်ရှိစိတ်တွေလှိုင်းလုံးတစ်ခုလိုရိုက်ခတ်လာရတယ်အဲ့ဒီအချိန်မှာပဲဘီလာရဲ့အရှိတကားစီကနေတကားခောက်တန်ထွက်ပေါ်လာတယ်တခင်မမာရန်ဒေးဗစ်မူစတေးဗစ်ကတခင်မစီဆက်သွယ်လို့မရလို့ကျွန်တော်ကိုစကားပါခိုင်းလိုက်ပါတယ်ဆေးရုံမှာမစ္စတာမီလာမိုမီလာနဲ့ရုပ်ချင်းတူတဲ့နောက်ထပ်အမျိုးသားတစ်ယောက်သမီးလေးနဲ့အတူပေါ်လာပြန်ပြီးတဲ့ဒီတစ်ခါတော့သမီးလေးကလုံးဝအလှည့်စားခံလိုက်ရပြီးအဲ့ဒီလူကိုဖေဖေလို့အတင်းခေါ်နေပါတယ်သမီးလေးကခွဲစိတ်မှုအပြီးမှာမစ္စတာမီလာကိုလွမ်းနေလို့အလှည့်စားခံရတာဖြစ်နိုင်တာမို့ကျွန်တော်နည်းနည်းစိတ်ပူမိတယ်တခင်မသွားကြည့်တဲ့နဲ့ထင်ပါတယ်ရုတ်တရက်အနှောက်အယှက်ဖြစ်သွားတဲ့အတွက်ခလိုအီကမျက်မှောင်ကျုပ်လိုက်ပြီးသူမခေါ်ချင်တဲ့သူကိုဖေဖေလို့ခေါ်ပါစေသူမထွက်သွားခြင်းရင်လည်းသွားနိုင်တယ်ငါနဲ့အီတန်ရဲ့အထိမ်းအမှတ်နေ့မှာလာမနှောက်ရှက်ဆန်းနဲ့ဒီစကားကိုကြားတော့အင်ဇီအိုကတက်ပြင်းချရင်ဘာမှမပြောဘဲလှည့်ထွက်သွားခဲ့တယ်ကျွန်တော်ရဲ့မျက်ခုံးတွေပိုပြီးတွန်းချိုးသွားရတယ်ခလိုအီကဟေလီအပေါ်ဘာလို့ဒီလောက်တောင်ရန်လိုတဲ့သဘောထားရှိနေရတာလဲသူတို့ကြားထဲမှာဘာတွေဖြစ်ပျက်ခဲ့လို့လဲမျက်နှာပြင်ကိုပြန်ကြည့်လိုက်တဲ့အခါခလိုအီကအယုတ်ကိုစိုက်ကြည့်နေပြီးသူမရဲ့မျက်ဝန်းတွေထဲမှာအဆုံးမဲ့နာကျင်မှုနဲ့အထီးကျန်မှုတွေဖြစ်ပြေးသွားတာကိုမြင်လိုက်ရတယ်။တောင်းပန်ပါတယ်။စောစောကငါအတန်နဲ့ကျဲသွားလား။မင်းကိုလန့်သွားစေသလား။အီတန်ငါမင်းကိုတိတ်လွမ်းတာပဲမင်းငါစီကိုဘယ်တော့ပြန်လာမှာလဲ။သူမကျွန်တော်ကိုရိပ်မိသွားမှစိုးရိမ်တဲ့အတွက်ကျွန်တော်အသက်ကိုမနှဲအောင်ထားမိတယ်ပြီးမှစနစ်ကိုမေးလိုက်တယ်ခလိုအီကနည်းနည်းယူသွတ်နေတယ်လို့ပဲဒါပေမဲ့သူမကအသက်ရှင်နေတော့မှမဟုတ်ဘူးလားသူမအခက်ခဲနဲ့ကြုံနေရတယ်ဆိုတာဘာကိုပြောတာလဲ
စနစ်ကမဖြေရသေးခင်မှာပဲမျက်နှာပြင်ပေါ်မှာရဲရဲနေတဲ့သွေးစည်းကြောင်းတစ်ခုရုတ်တရက်ပေါ်လာတဲ့ခလိုအီကတွန်းဆုပ်မှုမရှိပဲသူမရဲ့လက်ကောက်ဝတ်ကိုလှီးဖြတ်လိုက်တာပဲပြီးတော့သူမရဲ့သွေးတွေကတစ်သားရုပ်ထဲကိုစိတ်ဝင်သွားတာကိုအေးဆက်ဆက်နဲ့စိုက်ကြည့်နေတယ်ကျွန်တော်ရဲ့တငယ်အိမ်တွေပြူးကျဲသွားရတယ်သူမဘာလုပ်နေတာလဲတေးချင်နေတာလားစနစ်ကပြောလာတယ်ဒါကယာဒူးပူဇော်တဲ့ထုံးစံတစ်ခုပဲမင်္ဂလာဆောင်နှစ်ပတ်လည်နေ့မှာကိုယ့်ရဲ့သွေးကိုအယုတ်ပေါ်ချပြလိုက်ရင်ကိုယ့်ရဲ့အခြားတစ်ဝက်အချစ်ဆုံးသူရဲ့ဝိညာဉ်ကအဲ့ဒီအယုတ်ထဲကိုပူးကပ်ဝင်ရောက်လာနိုင်တယ်လို့ယုံကြည်ကြတာသူမကဒီမီလန်နဲ့တင့်ကိုပြန်ခေါ်ဖို့ကြိုးစားနေတာဖြစ်လိမ့်မယ်ကျွန်တော်သွားကြည့်မိတယ်သူမကတကယ်အယူမှပဲအခုဘီလာအိမ်ထဲမှာရောအနီးနားမှာပါဘယ်အိမ်စီမှမရှိတော့ဘူးခလိုအီကခုနတဲ့အိမ်စီအိုကိုမောင်းထုတ်လိုက်တာသူမလက်ကောက်ဝတ်မှာလှီးလိုက်တဲ့ဒဏ်ရာကတော်တော်နဲ့တယ်ဒီတိုင်းသာဆက်သွားရင်သူမဒီနေ့ဒီနေရာမှာလည်းတကယ်တေဆုံးသွားနိုင်တယ်ကျွန်တော်ရဲ့ထိတ်လန့်မှုတွေကတိုးလာပြီးအတန်တွေပါထိမရအောင်တုံရင်လာခဲ့တယ်စနစ်မင်းငါကိုဒီကဘာကြီးကိုတည်ငြိမ်အောင်လုပ်ဖို့ပြန်ခေါ်လာတာမဟုတ်ဘူးလားခလိုအီလိုအစွမ်းထက်တဲ့ဘီလိန်တယောက်တည်သွားရင်ဒီစာအုပ်ထဲကဇက်လိုက်မင်းသမီးရဲ့တံပိုးကဘာရှိတော့မှလဲတမတဲ့ဘီလိန်ရှိမှဇက်လိုက်မင်းသမီးကပိုပြီးစွမ်းဆောင်ရည်ထက်မြက်တာပေါ်လွင်မှာပေါ့သူမကိုကယ်နိုင်မဲ့နီးလက်တစ်ခုခုကိုမင်းစဉ်းစားပေးရမယ်စိတ်မပူပါနဲ့ house ကျွန်တော်မှနီးလန်းရှိပါတယ်အဲ့ဒါဘာလဲလို့ကျွန်တော်မမေးရသေးခင်မှာပဲနေရန်မှာချိတ်ထားတဲ့တပ်ပုံပေါင်းကစပွဲပေါ်ကိုဝုန်းကနေအတန်ကျဲကြီးနဲ့ပြုတ်ကျလာတဲ့အရှိန်ကြောင့်အရေးပေါ်ရှေးဦးသူနာပြုစုတဲ့စေးတစ်တာလွတ်ထွက်သွားပြီးခလိုအီရဲ့ခြေရင်းသားမှာဘုံကနေကျသွားခဲ့တယ်အဲ့ဒါကလွန်ခဲ့တဲ့နှစ်အတော်ကြာကလေးကကျွန်တော်သူမအတွက်ပြင်ဆင်ပေးခဲ့တဲ့တစ်တာလေးဖြစ်ပါတယ်အဲ့ဒီလုံးကသူမကအမြဲတမ်းကိုမတော်တဆထိခိုက်အောင်လုပ်မိနေတတ်တာမို့လို့သူမခဏသုံးလေးရှိတဲ့စေဝါပစ္စည်းတွေအားလုံးကိုကျွန်တော်စုစည်းပြီးစေးတစ်တာလေးလုတ်ပေးထားခဲ့တာပါခလိုအီကစစ်တစ်တာလေးကိုမြင်လိုက်ရတဲ့အခိုက်အတန့်မှာတင်တောင့်ခဲသွားခဲ့တယ်သူမရဲ့အကြည့်တွေကအရှိမရှိတဲ့အယုတ်စီပြန်ရောက်သွားပြီးမျက်ဝန်းတွေကယူသွမှုနဲ့ဆွဲလန်းမှုတွေပြည့်နေနေရင်အီတန်အဲ့ဒါမင်းလားမင်းပြန်လာတာလားတော်တော်ကြာတဲ့အထိဘာတော့ပြန်မှုမှရှိမလာခဲ့ဘူးသူမကနှကန်းကိုတွန့်ယုံမြပြုံးရင်းကိုလောင်ပြောင်တဲ့အပြုံးမျိုးနဲ့ငါတကယ်ပဲယူသွားခဲ့ပြီးမင်းကအယုတ်ထဲကိုကူးဝင်လာလိမ့်မယ်လို့တကယ်ကြီးထင်နေမိတာပဲအဲ့ဒီအချိန်မှာပဲစနစ်ကပျော်ပျော်ရွှင်ရွှင်နဲ့သတင်းပို့လာတယ် host ဝိညာဉ်စင်ခေါ်တဲ့ထုံးစံအတွက်အချိန်ကကုန်ဆုံးသွားပါပြီတကယ်လို့ target ကလက်ကောက်ဝတ်ကိုထပ်လီးပြီးသွေးပူဇော်ခြင်းနဲ့ဆိုရင်တော့နောက်နှစ်အထိစောင့်ရပါလိမ့်မယ်ကျွန်တော်ခလိုအီကိုလှမ်းကြည့်လိုက်တော့သူမတကယ်ပဲဓာတ်ကိုချလိုက်တာတွေ့ရတယ်သူမဒူးထောက်ထိုင်ချလိုက်ပြီးတက်တာတဲ့ကပတ်တီးလိတ်ကိုကောက်ယူကသူမရဲ့လက်ကောက်ဝတ်မှာစတင်ပတ်ပါတော့တယ်ကျွန်တော်တက်ပြင်းချရင်စိတ်သက်သာရသွားမိပေမဲ့သူမရဲ့ဖြူနေတဲ့မျက်နှာကိုမြင်ရတဲ့အခါနှလုံးသားထဲမှာနာကျင်မှုကိုခံစားလိုက်ရတယ်သူမကတကယ်ကြီးကျွန်တော်ထွက်သွားပြီးကလေးကနှစ်တိုင်းအခုလိုတွေးတုံပြီးလုံနေခဲ့တာလားအနည်းနဲ့အများတော့ဟုတ်ပါတယ်ဒါပေမဲ့အရင်ကတခါမှဒီလောက်အထိအနက်ကြီးမလိခဲ့ဘူးခုနကအခိုက်အတန့်မှာတော့သူမတကယ်ပဲတဲ့အတွက်အသက်အသေးခံဖို့ရည်ရွယ်ခဲ့ပုံရတယ်လို့စနစ်ကထပ်လောင်းပြောတယ်ကျွန်တော်ပြန်ပြီးတိတ်ဆိတ်သွားမိပြန်တယ်ရင်ထဲကအပြစ်ရှိစိတ်တွေကပိုပြီးကြီးစိုးလာခဲ့တယ်စနစ်ကမြင်ကွင်းမျက်နှာပြင်ကိုပိတ်လိုက်တဲ့အတွက်ကျွန်တော်ရဲ့အာယုံကဆေးရုံခန်းစီပြန်ရောက်လာတယ်ကျွန်တော်ဘေးမှာတော့ဟီလီကကွေးလေးအိပ်ပျော်နေပြီးကျွန်တော်ရဲ့နှလုံးသားကတဖန်ပြန်လဲနူးညံ့သွားရပြန်တယ်ဒီကလေးမလေးကခလိုအီနဲ့ကျွန်တော်တို့ရဲ့တကယ်ကလေးလေးဖြစ်ပြီးကျွန်တော်နဲ့တောင်ရုပ်ချင်းဆင်တူနေတာပဲကျွန်တော်မပြုံးမဲမနေနိုင်ခဲ့ဘူးနေဝီယိုးကြီးအချိန်ကိုရောက်လာတဲ့အခါဟီလီကရုတ်တရက်လက်နိုးလာတယ်သူမရဲ့ဖြူဖြောနေတဲ့မျက်နှာလေးကိုမြင်တော့ကျွန်တော်သူမရဲ့နဖူးပေါ်ကချွေးစေးတွေကိုအသားအရတုပ်ပေးလိုက်ရင်သမီးလေးအိမ်မက်ဆိုးမလို့လားသူမကျွန်တော်ကိုမြင်လိုက်ရတဲ့အချိန်မှာပဲမျက်ဝန်းတွေချက်ချင်းမြည်ရဲသွားပြီးဖေတကယ်ပဲဖေဖြစ်နေတာပဲဖေတကယ်ပြန်လာတာပဲသမီးကိုထားမသွားဘူးမလားဖေမသိဘူးသမီးခုနကအိမ်မက်ထဲမှာအဲ့ဒီမိန်းမယူကဖေနဲ့ရုပ်ချင်းတူတဲ့သူတွေအားလုံးကိုတက်ပစ်တာမှတ်တယ်ဟီလီကတကိုယ်လုံးတုံရင်နေရင်သွားတွေကိုကြိတ်ထားတယ်အဲ့ဒီလူကယူယုံတယ်မဟုတ်ဘူးမျက်စိလဲကန်းနေတာသူမကသမီးလိုမျိုးဖေကိုမှတ်မိနိုင်မှာမဟုတ်ဘူးသူမကတခြားသူတွေကိုတက်ခဲ့တယ်လို့မျိုးဖေကိုလည်းတက်ပစ်နိုင်တယ်ခလိုအီရဲ့အကြောင်းကိုပြောလိုက်တိုင်းဟီလီရဲ့မျက်နှာမှာယွန်ရှာမုန်းတီးမှုနဲ့ညှင်းဆန်မှုတွေပြည့်နေနေတတ်တယ်ကျွန်တော်တကယ်ကိုနားမလည်နိုင်တော့ဘူးဟီလီကိုခလိုအီကပဲပြုစုပြောထောင်ခဲ့ရမှာမဟုတ်ဘူးလားအဲ့ဒီတော့သူတို့သားအမိဆက်ဆံရေးကဘာလို့ဒီလောက်အထိဆိုးဝါးနေရတာလဲကျွန်တော်မေးဖို့ပြင်လိုက်တဲ့အချိန်မှာပဲဟီလီကကတင်ပေါ်ကနေဝုန်းကနေခုန်ဆင်းလိုက်ပြီးတီကြီးတဲ့အမူအရာနဲ့ကျွန်တော်ကိုစိုက်ကြည့်ရင်ဖေ
သူမကစိတ်မမှန်ဘူးဖေဖေလည်းသူမကိုမုန်းလို့ထားသွားခဲ့တာသမီးသိပါတယ်ဒါပေမဲ့သမီးကပုံမှန်ပဲလေအဲ့ဒါကြောင့်သမီးကိုပါဖေဖေနဲ့အတူခေါ်သွားပါလားသမီးပတ်စံရှာနိုင်တဲ့အိမ်လုပ်တွေလည်းလုပ်ပေးနိုင်တယ်သူမစကားလဲဆုံးဟီလီကသူမရဲ့ကြောပိုးအိတ်ထဲကနေဘန်ကက်အနှဲငယ်ကိုထုတ်ပြီးကျွန်တော်လက်ထဲကိုအတင်းထည့်ပေးလာတယ်ဒီကက်တွေတဲကပတ်စံတွေအားလုံးပေါင်းရင်တန်းတစ်ဆက်ရှိတယ်အများကြီးတော့မဟုတ်သေးပေမဲ့နောက်ဆိုသမီးပို့ပြီးစူးစမ်းရှာဖွေပြီးဖေဖေကိုတစ်သက်လုံးလှုပ်ကြွေးပါမယ်ဘန်ကက်တွေကိုကင်ထားရင်ကျွန်တော်ရေရမလားငိုရမလားတော့မသိတော့ဘူးဟေလီသမီးကဘာလို့မိခင်ဖြစ်သူကိုဒီလောက်တောင်မုန်းနေရတာလဲဟေလီကချက်ချင်းပြန်မဖြေဘူးအဲ့ဒီအစားသူမရဲ့နှွေးထွေးတဲ့လက်ကလေးနဲ့ကျွန်တော်လက်ကိုစုပ်ကင်လိုက်ပြီးအတန်ကိုတိုးတိုးလေးလျှော့ကအဲ့ဒီမေကုန်းကိုသမီးတို့ဒီကနေထွက်သွားပြီးမှဖြေလို့ရမလားဟင်သူမရဲ့တောင်းပန်တိုးရှိုးနေတဲ့အကြည့်ကိုကြည့်ပြီးကျွန်တော်ရဲ့နှလုံးသားတစ်ခုလုံးလုံးဝအကြီးပျော်သွားရတယ်ကောင်းပြီဖေဖေကတိပေးတယ်သွားကြစို့ဟေလီရဲ့မျက်ဝန်းတွေထဲမှာဝမ်းသာအားရဖြစ်တဲ့အရေးရောင်တွေဖြစ်ပြေးသွားတယ်သူမကျွန်တော်လက်ကိုဆွဲပြီးအပြင်ကိုလှမ်းထွက်လိုက်တဲ့အချိန်မှာပဲစိတ်ချစေဖို့ထပ်ပြောတယ်စိတ်မပူပါနဲ့ဖေဖေသမီးဖေဖေကိုထွက်ပြေးအောင်ကူညီပေးမှဖြစ်ပြီးတစ်သက်လုံးကာကွယ်ပေးသွားမှာပါသူမစကားကိုတော့မဆုံးသေးခင်မှာပဲလူရိပ်တစ်ခုကဟေလီရဲ့လမ်းကိုရုတ်တရက်ပိတ်ရက်လိုက်တယ်အဲ့ဒီလူကဘယ်သူလဲဆိုတာမြင်လိုက်ရတဲ့အခိုက်အတန့်မှာပဲကျွန်တော်ရဲ့မျက်နှာမူအရာလုံးဝ